ပရိသတ်များအားလုံးပဲမင်္ဂလာပါခေါ်လက် channel မှာကြိုဆိုပါရစေဒီ channel လေးကနေကြည့်ရှုသူပရိသတ်တွေအတွက်ဘာသာရေးဆိုင်ရာသူတာရတာတွေကိုအမြဲတမ်းဝေမျှပေးနေပါတယ်အခုဝေမျှပေးသွားမယ့်အကြောင်းအရာလေးကတော့စာရေးသူဇမ်ခမ်ရှန်ရေးသားထားတဲ့အချစ်မဲ့လာတော့ကဘာကြီးဆိုတဲ့အကြောင်းအရာလေးကိုဝေမျှပေးသွားမှာပါအကြောင်းအရာလေးမဝေမျှခင်မှာကြည့်ရှုသူပရိသတ်တွေက channel လေးကို like နဲ့ subscribe ပေးနေဗီနာခါလောင်းလေးကိုနှိပ်တော့ဖို့တောင်းဆိုပါရစေ။ကျေးဇူးတင်ပါတယ်ရှင်။ပရိသတ်များရှင်ယနေ့ခေတ်လူအဖွဲ့အစည်းဟာ21ရာစုကြီးကို globalization ခေတ်လို့ခေါ်ဝေါ်သုံးနှုတ်ကြပါတယ်။ globalization ခေတ်ကိုအတိတ်ပဲဖွင့်ရမယ်ဆိုရင်ကွဲပြားခြားနားနေတဲ့လူရည်ကြီးမှုအမျိုးမျိုးဟာကမ္ဘာလုံးတဒန်းဆောင်တစ်လုံးတစ်ဝတည်းဖြစ်ခြင်းလို့အတိတ်ပဲရပါတယ်။ဘာကြောင့်21ရာစုကြီးဟာကမ္ဘာလုံးဆောင်လာတယ်လဲဆိုရင်တော့အကြောင်းရင်းတစ်ခုကြောင့်ဖြစ်ပါတယ်။အဲ့ဒီအကြောင်းကတော့ information technology လို့ခေါ်တဲ့သတင်းအချက်အလက်နည်းပညာကြောင့်ဖြစ်ပါတယ်။အဲ့ဒီအကြောင်းရင်းကတော့ globalization နဲ့ information technology ရဲ့အကျိုးဆက်တွေထက်ကတစ်ခုအပါဝင်ပါ။သတင်းအချက်အလက်နည်းပညာမြင့်မားလာတဲ့အတွက်ကြောင့်ဒီနေ့ခေတ်လူအဖွဲ့အစည်းမှာအပြုသဘောဆောင်တဲ့တိုးတက်မှုတွေရောအပြည့်သဘောဆောင်တဲ့ဆုံးဖြတ်မှုတွေပါဖြစ်ပျက်လာပါတယ်။သတင်းအချက်အလက်နည်းပညာဟာလူအဖွဲ့အစည်းကိုတစ်ဖက်ကနေကောင်းမွန်သားရတိုးတက်တဲ့အဖွဲ့အစည်းဖြစ်အောင်တွန်းအားပေးနေပေမဲ့လည်းတခြားတစ်ဖက်မှာကိုယ်ကျင့်တရားပိုင်းဆုံးယုတ်ပြီးတော့မတိုးတက်တဲ့လူအဖွဲ့အစည်းကိုလည်းမွေးထုတ်ပေးနေပါတယ်။အဲဒီအချက်တွေကြောင့် globalization ကိုအဓိပ္ပာယ်ဖွင့်ဆိုတဲ့နေရာမှာပညာရှင်တွေရဲ့အကြားမှာတိကျခိုင်မာတဲ့အဓိပ္ပာယ်ဖွင့်ဆိုဖို့ဝိရောဓိဖြစ်နေကြရပါတော့တယ်။သတင်းချက်လက်နည်းပညာရဲ့အကျိုးဆက်တစ်ခုဖြစ်တဲ့ဒီ globalization ဖြစ်မှုဟာလူသားတွေကိုကိုယ်နဲ့မိုင်ထောင်တောင်းပေါင်းများစွာကွာဝေးနေတဲ့သူတွေနဲ့နီးစပ်လာအောင်ပြုပေးနေတယ်။ကိုယ်နဲ့မိုင်ထောင်တောင်းမကကွာဝေးနေတဲ့သူတွေနဲ့နီးစပ်လာတာဟာကောင်းတဲ့လက္ခဏာပဲဖြစ်တယ်။ဒါပေမဲ့ကျမတို့တွေသတိထားရမယ့်အရာတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့မိုင်ထောင်တောင်းပေါင်းများစွာကွာဝေးတဲ့လူတွေနဲ့နီးစပ်အောင်စူးစမ်းခွင့်ရနေတဲ့အချိန်မှာကိုယ်နဲ့သမိုးအောက်ထင်းမှနေတဲ့သူတွေကိုယ့်ရဲ့အုပ်စုဝေးတွေတူညီတဲ့ရည်မှန်းချက်နဲ့အတူတကွလက်တွဲအလုပ်လုပ်ကိုင်နေတဲ့အဖွဲ့အစည်းတွေထက်ကကိုယ်နဲ့နီးစပ်နေတဲ့တခြားသူတွေနဲ့မဝေးကွာအောင်လဲအမြဲတမ်းစူးစမ်းနေရပါတယ်။ပတ်ဝန်းကျင်ကိုလေ့လာတဲ့အခါမှာဝေးနေတဲ့သူတွေနဲ့နီးစပ်အောင်အသေးအတန်စူးစမ်းနေကြပေမဲ့နီးစပ်နေပြီးသားသူတွေနဲ့မဝေးကွာသွားလေအောင်ပိုမိုပြောမှနီးစပ်လေအောင်စူးစမ်းအားထုတ်မှုမပြုတော့ခြင်းကိုဒီနေ့ခေတ်လူငယ်အတိုင်းအဝိုင်းမှာပိုပြောမှတွေ့မြင်ရတာများပါတယ်။လူငယ်တွေရဲ့အသေးစိတ်ထဲမှာဆိုရင်တော့ဝေးကွာနေတဲ့သူတွေနဲ့ဤပညာကူညီဖြင့်နီးစပ်အောင်ပြုမှုခြင်းဟာသူတို့ကိုစစ်မှန်တဲ့ပျော်ရွှင်ကြည်နူးမှုကိုပေးနေတယ်လို့ထင်ကြပါတယ်။ဒီနေ့ခေတ်မှာဤပညာပစ္စည်းတွေဖြစ်တဲ့အင်တာနက်နဲ့မိုဘိုင်းဖုန်းတွေအလွယ်တကူပေါင်းဆက်အသုံးပြုနိုင်တဲ့အတွက်ကြောင့်မလို့ဒီဤပညာပစ္စည်းတွေကိုအသုံးပြုပြီးတော့အချိန်တွေကိုအလဟတ်ဖြုံးတီးပစ်လိုက်ကြတယ်။ဒါပေမဲ့ကိုယ်နဲ့နီးစပ်စွာတူရှိနေတဲ့သူတွေနဲ့ခိုင်မာတဲ့ဆက်ဆံရေးရရှိဖို့ကြိုးစားအားထုတ်တဲ့နေရာမှာတော့အချိန်တွေမပေးနိုင်ကြတော့တဲ့ခေတ်ဖြစ်နေပါတယ်။ကိုယ်နဲ့နီးစပ်နေတဲ့သူတွေကိုချစ်ချင်းမေတ္တာပြဖို့အချစ်တွေဝေမျှဖို့အချစ်တွေပေးဖို့အတွက်မိနေကြတဲ့ဒီနေ့ခေတ်ကြီးမှာဒီနေ့လူငယ်တွေဟာတဖြည်းဖြည်းနဲ့လောင်အိမ်ထဲမှာလောင်ပိတ်ခြင်းခံနေရတယ်လို့ပါပဲ။အထူးသဖြင့်လူငယ်အတိုင်းဝိုင်းကြားမှာတငယ်ချင်းတွေနဲ့အတူတူစကားလက်ဆောင်ပြောတာဘဝအတိတ်ပဲဝေမျှတာအချင်းချင်းနားလည်ပေးတာတူးကိုတူးကူညီဖေးမှတာတူးကိုတူးခွလွတ်ခြင်းတရားတွေလည်းမရှိသလောက်ဖြစ်လာပါတယ်။ဘာကြောင့်မရှိသလဲဆိုရင်တော့ဤပညာရဲ့တိုက်စားမှုကိုခံနေရလို့ပါပဲရှင့်။ selfie ရည်ကြည်မှုဟာလည်းလူငယ်အတိုင်းဝိုင်းမှာအတော့ကိုရေပန်းစားပါတယ်။ဒါပေမဲ့လူငယ်တွေမသိတဲ့အရာတစ်ခုရှိနေပါသေးတယ်။အဲ့ဒါကတော့ selfie ရည်ကြည်မှုနဲ့ဆိုင်ပြီးတော့ပညာရှင်တွေက selfie ရိုက်ခြင်းကိုအလွန်စိတ်ဝင်စားတဲ့သူတွေဟာတကူကောင်းဆန်ကြပါတယ်တဲ့။ selfie ရိုက်ခြင်းဟာဒီကိုယ်တော်နှစ်မွန်မှုကိုဦးစားပေးပြီးစာနာစိတ်ကိုတက်ပြစ်လိုက်ပါတယ်။ဒီရည်ကြည်မှုဟာငါဆိုတဲ့အရာကိုပို့ပြီးမှရှေ့တန်းကျင့်ပါတယ်။ဒီကိုယ်ကောင်းဆန်တာစာနာစိတ်ကင်းမဲ့တာငါဆိုတဲ့အရာကိုရှေ့တန်းကျင့်တာတွေကချစ်ချင်းမြတ်တာမဲ့လာတာဒါကတော့လက္ခဏာပြတာဖြစ်ပါတယ်။ဒါတွေဟာနည်းပညာကိုသုံးဆွဲခြင်းကြောင့်ဖြစ်လာတဲ့အပြည့်သဘောအကျိုးတရားတွေဖြစ်ပါတယ်။ချစ်ချင်းမြတ်တာမရှိတဲ့လူအဖွဲ့အစည်းဟာရေရှည်ကြီးတဲ့ခိုင်မာဖို့အလွန်ပဲခက်ခဲပါတယ်။ချစ်ချင်းမြတ်တာမရှိတဲ့လူအဖွဲ့အစည်းကိုလူတွေမှီတင်းနေထိုင်တဲ့လူအဖွဲ့အစည်းလို့
ခေါ်ဝေါ်သမုတ်ဖို့အတော်လေးကိုစဉ်းစားရခဲ့ပါတယ်။အရာရာတိုင်းမှာအကောင်းနဲ့အဆိုးအမြဲတမ်းတွန်းတွဲလဲရှိနေတယ်ဆိုတာကျမတို့အားလုံးလက်ခံထားကြပြီးပဲဖြစ်ပါတယ်။ဤပညာသားမြင့်မာပြီးတော့မှအတွေးခေါ်နှိပ်တဲ့လူအဖွဲ့အစည်းဟာရေရှည်တည်တံ့ဖို့ဆိုတာတအားကိုခက်တယ်။ဤပညာသားမြင့်မာပြီးအသိအမြင်နှိပ်တဲ့လူအဖွဲ့အစည်းဟာအသိဉာဏ်မဲ့တဲ့သူတွေပေါင်းစုနေထိုင်တဲ့လူအဖွဲ့အစည်းပဲဖြစ်တယ်။အသိဉာဏ်ရှိတဲ့သူတွေပေါင်းစည်းနေထိုင်တဲ့လူအဖွဲ့အစည်းမှာတော့ဤပညာမြင့်မာအောင်အမြဲတမ်းကြိုးစားနေကြသလိုခေတ်နဲ့ညီအတွေ့အမြင်အတွေ့အခေါ်တွေမြင့်မားလာအောင်လဲအားထုတ်မှုတွေပြုကြပါမယ်။ဒီနေ့ကမ္ဘာကြီးဟာသတင်းအချက်အလက်နည်းပညာတွေကြောင့်မလို့တိုးတက်တဲ့အရာတွေရှိသလိုဆုတ်ယုတ်သွားတဲ့အရာတွေလည်းမနှဲမနှောရှိတာကိုကျမတို့အားလုံးတွေ့မြင်ကြရမှာပါ။တိုးတက်လာတဲ့အရာတွေကိုကြိုးဆိုနေကြတဲ့အချိန်မှာဆုတ်ယုတ်သွားတဲ့အရာတွေကိုလည်းပြန်လည်ပြောင်းမြင့်တင်ဖို့အတွက်အမြဲတမ်းနည်းလမ်းသစ်တွေရှာဖွေနေရပါမယ်။ထင်သာမြင်သာရှိတဲ့အားနည်းမှုလေးတွေဖြစ်တဲ့ခွင့်လွှတ်ခြင်းတရားနားလည်မှုနဲ့ချစ်ချင်းမေတ္တာတရားတွေကိုတစ်ဖန်ပြန်လည်ပြောင်းမွေးဖွားပေးရပါမယ်။ဒီငြိမ်တဲ့လူအဖွဲ့အစည်းကိုအရာ၃ခုနဲ့တိဆောက်ထားပါတယ်။အဲ့ဒီအရာ၃ခုမရှိဘဲနဲ့ဒီလူအဖွဲ့အစည်းဟာအပေါ်ရန်ပိုင်းသာတိုးတက်ပြီးတော့အတွင်းပိုင်းမှာပျက်စီးနေတဲ့လူအဖွဲ့အစည်းပဲဖြစ်မှာပါ။ခွင့်လွှတ်ခြင်းမရှိတာနားလည်မှုမရှိတာချစ်ချင်းမေတ္တာထားရှိခြင်းကင်းမဲ့နေတဲ့လူအဖွဲ့အစည်းဟာ information technology ရဲ့အကျိုးဆက်ဖြစ်တဲ့ globalization လှိုင်းလုံးကြီးရဲ့တိုက်စားခြင်းကိုခံရပြီးတော့တိမ်မြုပ်သွားမဲ့လူအဖွဲ့အစည်းပဲဖြစ်ပါလိမ့်မယ်။ဒါကြောင့်လောကကြီးကိုဒီပညာရဲ့အကူအညီနဲ့ချစ်ချင်းမေတ္တာဖြင့်ပြည့်စုံနေတဲ့အဖွဲ့အစည်းဖြစ်လာဖို့အမြဲတမ်းကြိုးစားနေရပါမယ်။ချစ်ချင်းမေတ္တာတရားကင်းမဲ့လာတဲ့လောကကြီးမှာချစ်ချင်းမေတ္တာတရားတိုးပွားလာအောင်ကြိုးစားကြပါစို့လို့ကျမတို့ရဲ့ God Love Channel ကနေတိုက်တွန်းလိုက်ပါတယ်ရှင်။